အကွဲကြောင့်ထင်နေတဲ့အပြာရောင်တိုင်းသို့မဟုတ်အဝဲလက်ခန့်ကကစားသမားတွေရဲ့ပုံကန်တန်တွေလားအားလုံးပဲမင်္ဂလာပါချင်းကျမတို့ရဲ့ကိုစားအေရှက်စီလိုက် YouTube Channel နဲ့ Facebook Page ကနေပြောင်းညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မပြပြသွားမယ့်အကြောင်းအရာလေးကတော့ Chelsea တင်းရဲ့နီးပြဖြစ်သူလီယန်ရိုဆေးနီယာပေါ်မှာ Chelsea ကစားသမားတွေယုံကြည်မှုကင်းမဲ့လာတာကြောင့်အဝဲလက်ခန့်ထဲမှာကစားသမားတွေပေါ်လွှမ်းမိုးဖို့ခက်ခဲနေပြီလားဆိုတဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ကဲဒီတော့စလိုက်ကြရအောင်ဗျလှိုင်းမုန်တိုင်းတွေကြားမှာလမ်းပြောင်းနေတဲ့သင်္ဘောတစ်စင်းကိုကဲတင်ဖို့ဆိုရင်ပဲကန်ရှင်ရဲ့စွမ်းဆောင်ရည်ကအရေးကြီးဆုံးပါပဲဒါပေမဲ့အခုလက်ရှိစတန်ဖိုပေးရဲ့ရှေနေကတော့ပဲကန်ရှင်နဲ့သင်္ဘောသားတွေကြားမှာယုံကြည်မှုဆိုတဲ့ကြိုးတန်းလေးကပြတ်တောက်လို့နေပါဖြစ်နေခဲ့ပါပြီအိမ်တွင်းမီအပြင်မထွက်စေနဲ့လို့ရှေ့လူကြီးတွေဆိုခဲ့ကြပေမဲ့အခုတော့ရှယ်ဆီတင်ရဲ့အဝေးလက်ခန်းတွေကမိကိုတွေကကွင်းပြင်ပအထိလောင်မြိုက်ခဲ့ပြီလို့ဆိုရမလို့ပါပဲနေပြလီယန်ရိုဆေးနီယာအပေါ်ကစားသမားတွေရဲ့သဘောထားဟာနောက်ကထွက်တဲ့အင်တာဗျူးစကားတွေထက်သူတို့ရဲ့ကိုမူဟန်ဘော်ဒီလန်ကွဲတွေမှာထင်းသားပေါ်လင်နေတာကိုတဖြည်းဖြည်းချင်းမြင်တွေ့လာရပြီပဲဖြစ်ပါတယ်။မြင်သာအောင်ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့စနေနေ့ပွဲက Manchester United ကိုအင်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာအသင်းရဲ့ဗဟိုခံစစ်မှု Wesley Fofana တယောက်ဒုတိယပိုင်းလူစားလက်ခံရချိန်မှာနီးပြအဖွဲ့ဝင်တွေတို့နှုတ်ဆက်ဖို့ညှင်းဆန်ခဲ့တဲ့ဖြစ်ဟာကစားသမားတွေရဲ့နီးပြဖြစ်သူလီယန်ရိုဆေးနီယာပေါ်စိတ်ပြတ်နေပြီဆိုတဲ့သက်သေပါပဲ။ညနာလိုက်ရုံနဲ့အသက်မကြွပါဘူးဆိုပေမဲ့နီးပြရဲ့စီမံခန့်ခွဲမှုတွေပေါ်ကစားသမားတယောက်ရဲ့တလေးတစားမရှိတော့တဲ့အပြုမှုဟာအသင်းရဲ့အစည်းအလုံးမှုကိုမေခွန်းထုတ်เสียဖြစ်စေပါတယ်။တစ်ထပ်ပို့ပြီးရေနာစရာကောင်းတာကမကြသေးခင်ကမှအသင်းကောင်းဆောင်လက်ပတ်ရုပ်သိမ်းခံထားရတဲ့အန်ဆိုဖာနတက်ဟာဒဏ်ရာရရှိသွားခဲ့တာပါပဲ။အဆိုပါပွဲစဉ်မှာလည်းအန်ဆိုဟာဒဏ်ရာရရှိခဲ့လို့လူစားလက်ခံရပြီးချိန်မှာရိုဆေးနီယာကိုနှုတ်ဆက်ဖို့ဝေးလှဲ့တော်မကြည့်ခဲ့တဲ့ဖြစ်ရဟာသူ့ရဲ့နီးပြအပေါ်ယုံကြည်မှုဆိုတာလုံးဝမရှိတော့တဲ့ဖြစ်ရလို့ဆိုရမှာပါ။အခုဆိုရင်ရှယ်ဆီကလေလံနှစ်ဖက်နေမိတဲ့အရှင်တွေကိုရောက်နေပြီးအသင်းပေါ်အဖွဲ့အနေနဲ့လာမယ့်ပွဲစဉ်တွေအတွက်ပြောင်းလဲတစ်ခုကိုအမြဲဆုံးမလို့ဆောင်နိုင်ဘူးဆိုရင်တော့လက်ကျန်ပွဲစဉ်တွေမှာလည်းရှယ်ဆီတင်ဟာအရှုံးနယ်မြေတွေကရုံးထွက်နိုင်တဲ့တန်တရားကြီးဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အရှုံးဟာပြပြောရရင်အနာတိမအဆေးရှိမယ်ဆိုသလိုအခုရှယ်ဆီအသင်းကြုံတွေ့နေရတဲ့အနာကတော့အဝက်လက်ခန်းထဲမှာဖြစ်နေပြီးကစားသမားတွေကလည်းနိပြဖြစ်သူအပေါ်ယုံကြည်မှုမရှိတော့တာကြောင့်ယာဒီတစ်မှာလည်းအဝက်လက်ခန်းတွင်းမှာအာဏာမရှိတော့တဲ့နိပြနဲ့ဆက်သွားမလားဒါမှမဟုတ်ယာဒီကောင်မှာပဲအသင်းရဲ့အဓိကတောက်တန်ကစားသမားတွေရဲ့အသင်းကထွက်ခွာသွားမဲ့အခြေအနေနဲ့ပဲရင်ဆိုင်ရမလားရှယ်ဆီရဲ့အနာဂတ်ဟာအခုချိန်မှာတကယ်ကိုမိစင်ကြည့်ကြရမယ့်အနေအထားဖြစ်နေပြီဖြစ်တာမို့ရာသီမကုန်ခင်လက်ကျန်ပွဲစဉ်တွေမှာရှယ်ဆီတင်တာဝန်ရှိသူတွေအနေနဲ့လောက်တနာကိုရရလောက်ပြီးရာသီတင်မဆက်တင်ကမှာပုံမြင်ပြီးအတွေ့အကြုံရင်းနဲ့နီးပြနဲ့ကစားသမားတချို့ကိုအရက်ခေါ်ယူမှသာအခုလိုပြဿနာတွေကိုဖြေရှင်းပေးတာဖြစ်သွားမှာဖြစ်ပါကြောင်းပြောရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်အပြာရောင်ညီကိုတို့တွေအနေနဲ့ကရောအခုကျွန်မပြပြသွားခဲ့တဲ့အကြောင်းအရာပေါ်ဘလို့အမြင်လေးတွေရှိကြလဲတကယ်ပဲရှယ်ဆီတင်ရဲ့အဝေးလက်ကန်တွင်းမှာကစားသမားတွေကနီးပြရိုဆေးနီယာပေါ်ယုံကြည်မှုကင်းမဲ့နေပြီလားဆိုတာကိုယ့်ရဲ့အမြင်နဲ့ထင်မြင်ယူဆချက်လေးတွေကိုအောက်ကကပပေါက်ထက်မှဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ရှင်ကျမတို့ရဲ့ကိုစားအိတ်ရှယ်ဆီလိုက် YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ရှယ်ဆီသတင်းနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်လေးတွေကိုတင်ဆက်ပေးတော့မှာမလို့ Like and Follow Subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်